ဒီနေ့မှာတော့ grateful grounding meditation လေးကိုပြုလုပ်မှာဖြစ်ပါတယ်ဒီ meditation လေးပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ကိုယ့်ရဲ့ဘဝမှာရှိပြီးသားအရာတွေကိုတန်ဖိုးထားအသိအမှတ်ပြုကျေးဇူးတင်တဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်ပေးတာဖြစ်ပါတယ်ကိုယ့်ဘဝမှာရှိတဲ့အရာတွေကိုတန်ဖိုးထားပြီးတော့ကျေးဇူးတင်ခြင်းကကိုယ့်ဘဝလေးကိုပုံမူကောင်းမွန်တဲ့ကောင်းခြင်းမင်္ဂလာတွေကိုဖိတ်ခေါ်စေပါတယ်အားကြောင့်မို့လို့ကိုယ့်ဘဝသည်ငြိမ်းချမ်းစေဖို့အတွက်ဒီ grateful grounding meditation လေးကိုစပြီးတော့နားထောင်ကြရအောင်နော်ဒါလေးကိုတည်တည်ချာချာလေးကိုယ့်အတွက်အဆင်ပြေတဲ့နေရာတစ်ခုကိုဖန်တီးပြီးတော့မှတရားထိုင်တယ်လို့ထိုင်ပြီးတော့နားထောင်ရင်လည်းရပါတယ်အိမ်လျက်ဖြစ်စေထိုင်လျက်ဖြစ်စေကျမတို့နားထောင်လို့ရပါတယ်နော်စင်သင့်ဖြစ်ပြီဆိုရင် meditation လေးကိုစပြီးတော့နားထောင်ကြရအောင်မျက်လုံးလေးကိုအသာအရာလေးနှိပ်လိုက်ပါရှုသိရှုထုတ်တာကိုခန္ဓာကိုယ်စီကိုခေါ်ဆောင်လာခဲ့ပါကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့အာယုံတွေအားလုံးကိုကိုယ့်ရဲ့ရှုသိရှုထုတ်ပြုလုပ်တဲ့နာသီးပြားလေးစီကိုခေါ်ဆောင်လာခဲ့ပြီပါရှုသိနာကိုသိနေမယ်ရှုထုတ်တာကိုသိနေမယ်အာယုံလေးကိုရှုသိရှုထုတ်မှကတ်ထားပြီးပါရှုသိနာကိုသိနေမယ်ရှုထုတ်တာကိုသိနေမယ်ရှုသိလိုက်တဲ့အခါမှာကိုယ့်ရဲ့နှာခေါင်းဝါလေးကအေးလာတယ်ရှုထုတ်လိုက်တဲ့အခါမှာကိုယ့်ရဲ့နှာသီးဖြားလေးမှာလေလေးတွေထွက်ခွာသွားတယ်ရှုသိရှုထုတ်တာလေးကိုအာယုံပြုပြီးတော့အာယုံစိုက်ပြီးတော့နားထောင်နေမယ်အခုချိန်မှာကိုယ်တော်မှအားစိုက်ထုတ်စရာမလိုပဲနဲ့အသက်ရှုသိရှုထုတ်တာကသူ့အလိုလိုလှုပ်ဆောင်နေတာပါမိမိရဲ့ကြိုးပမ်းမှုတွေမိမိရဲ့အားထုတ်မှုတွေမလိုပဲနဲ့တဘာဝတရားကြီးကပေးထားတဲ့လက်ဆောင်တွေဒါလေးတွေကိုကိုယ်ဒီပေါများကျွယ်ဝစွာနဲ့ရနေတယ်ကိုယ်အတွက်အလိုအလျောက်နဲ့တက်တောင့်တက်တာနဲ့ရရှိနေတဲ့ရှုသိရှုထုတ်တာကိုအတိအမှတ်လေးပြုနေမယ်ကျေးဇူးတင်စိတ်ကလေးကိုပါပေါင်းပြီးတော့ထည့်ပြီးတော့ရှုသိရှုထုတ်လေးလုပ်နေမယ်အခုချိန်မှာကိုယ်ဒီပေါ်ပါစွာနဲ့ရှုသိရှုထုတ်ချခွင့်ရှိနေတယ်အဲ့ဒါနဲ့တပြိုင်တည်းမှာပဲကျမတို့စေယုံစေကံပေါ်မှာအတက်ကိုအောက်ဆီဂျင်နဲ့အကူအညီနဲ့ရှူသွင်းနေရတဲ့လူတွေအများကြီးရှိပါတယ်အခုချိန်မှာကိုယ်ဒီဝင်လေထွက်လေလေးကိုပေါ်ပါစွာနဲ့ပျော်ရွှင်စွာနဲ့ရှူခွင့်ရနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးရှုသိရှုထုတ်တာကိုကျေးဇူးတင်တဲ့စိတ်နဲ့နားထောင်နေပါရှည်တွက်နေပါရှုသွင်းလိုက်တိုင်းကျေးဇူးတင်ပါတယ်ရှုထုတ်လိုက်တိုင်းကျေးဇူးတင်ပါတယ်ရှုသွင်းရှုထုတ်လိုက်တိုင်းမှာကျေးဇူးတင်ပါတယ်ခဏလေးကျေးဇူးတင်ခြင်းနဲ့ရှုသွင်းရှုထုတ်လေးကိုအာယုံစိုက်ပြီးတော့ပြုလုပ်နေပြီပါအခုချိန်မှာကိုယ်နဲ့ထိတွေ့ခွင့်ရတဲ့ထိစပ်ခွင့်ရတဲ့နေရာတိုင်းကိုကျေးဇူးတင်ပေးပါအခုကိုယ်ထိုင်နေတဲ့နေရာကျမတို့ထိုင်ဖို့အတွက်ခန္ဓာကိုယ်ကြီးကကျန်းမာစွာနဲ့ရှိနေတယ်အယိုးအကြောတွေကောင်းမွန်စွာနဲ့ရှိနေတယ်ကိုယ်အတွက်စိတ်ငြိမ်တဲ့နေရာလေးရှိနေတယ်ဒီအတွက်ကိုယ်ထိုင်ခွင့်ရတဲ့နေရာလေးကိုကျေးဇူးတင်ပါတယ်ကိုယ့်ရဲ့အသုံးအဆောင်တိုင်းကိုတတိပြုပြီးတော့ကြည်ပေးပါကိုဝတ်နေတဲ့အဝတ်အစားတွေကိုယ်တော်မှအားစိုက်ထုတ်စရာမလိုပဲကိုယ်တော်မှ
ဝစ်စားရဖို့အပင်တွေစိုက်စရာမလိုဘူးရက်လုံးစရာမလိုဘဲနဲ့ကိုယ့်စီကိုအလွယ်တကူနဲ့ရောက်ရှိလာတဲ့အဝစ်အစားတွေဒါတွေကိုကျေးဇူးတင်ပါတယ်အခုနားထောင်နေတဲ့ဖုန်းလေးတွေနော်ကိုရာမှဒီဖုန်းအတွက်အားစိုက်ထုတ်စရာတွေမလိုခဲ့ပဲနဲ့အင်တာနက်လိုင်းတွေအလွယ်တကူရတယ်နော်ဒီလိုမျိုးအသိပညာတွေကိုနားထောင်ခွင့်ရတယ်ဒီအတွက်ကြောင့်မို့လို့ဒီလိုမျိုးအရာလေးတွေကိုကျေးဇူးတင်ပါတယ်နော်ကိုနဲ့ထိစပ်တဲ့မိသားစုဝင်တွေဒီချိန်မှာမိသားစုဝင်တွေအခုချိန်မှာတန်းမာမာနဲ့ရှိနေတဲ့အတွက်ကြောင့်မို့လို့ကိုဒီရာလေးကိုနားထောင်နေရတယ်အားကြောင့်မို့လို့ကျေးဇူးတင်ပါတယ်ကိုနဲ့ထိစပ်မိတဲ့အရာတိုင်းကိုရေတွက်ပြီးတော့မှကျေးဇူးတင်ပါတယ်ဆိုပြီးတော့ရှုထုတ်လိုက်တိုင်းမှာခံစားပြီးတော့မှကျေးဇူးတင်ပေးပါဒီချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်လုံခြုံစွာနေထိုင်ခွင့်ရတဲ့အိမ်ကိုကျေးဇူးတင်ပါတယ်မိသားစုဝင်တွေရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်ကိုယ့်ရဲ့မျက်လုံးလေးနဲ့မြင်တွေ့ရတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်ထပ်ပြီးတော့မှကိုယ့်အတွက်ကျေးဇူးတင်တဲ့အရာတွေကိုဆက်ပြီးတော့ရေတွက်ကြည့်နေပေးပါခုချိန်မှာကိုယ့်အတွက်ကျေးဇူးတင်ဆုံးအရာတစ်ခုကိုစဉ်းစားပါဒီအရာကိုထပ်တလဲနဲ့ကျေးဇူးတင်ပါတယ်လို့ပြောပါအခုရှုသွင်းနေတဲ့အခိုက်အတန့်ကိုပြောရင်လည်းရတယ်ကိုယ့်အတွက်ရှင်သန်နေရခြင်းရဲ့အခိုက်အတန့်ကိုကျေးဇူးတင်လို့လည်းရတယ်ကိုယ့်ရဲ့မိဘဖြစ်ဖြစ်ကိုကျေးဇူးတင်တဲ့အရာတစ်ခုခုကိုကျွန်တော်တို့ထပ်တလဲနဲ့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဒီကျေးဇူးတင်ခြင်းလေးကိုရှုထုတ်လို့ရင်းနဲ့ထပ်တလဲနဲ့ခံစားကြည့်ပါအခု affirmation လေးကိုကိုအတိတ်တက်လုပ်ပါမယ်ငါဟာအခုလက်ရှိအချိန်မှာတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်ငါဟာအခုလက်ရှိအချိန်မှာတန်ဖိုးရှိနေတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်ငါဟာအခုလက်ရှိအချိန်မှာတန်ဖိုးရှိနေတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်ငါမှာကျေးဇူးတင်ခြင်းအရာတွေအများကြီးရှိနေတယ်ငါကျေးဇူးတင်ရမယ့်အရာတွေအများကြီးရှိနေတယ်ငါအတွက်ကောင်းခြင်းမင်္ဂလာတွေဟာငါရဲ့နဘေးမှာဝေးရနေပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဖြည်းဖြည်းချင်းနဲ့ကိုယ့်ရဲ့မျက်လုံးလေးတွေကိုအတားအရဖွင့်လို့ရပါပြီတရက်တာမှာကျေးဇူးတင်ခြင်းတရားကိုနှလုံးသွင်းပြီးတော့မှတတိလေးထားပြီးတော့နေထိုင်ကြည့်ပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်